ယောက်ျားဆိုတာရဲရင်ရတယ်ဖြတ်လာတယ်နူးညံ့ပျော်ပြောင်းတဲ့နေရာမှာဘယ်တော့မှမအိပ်ရဘူးဒါလူတစ်လုံးသူတစ်လုံးဖြစ်ချင်တယ်ဆိုရင်ဒီပတ်လက်ကလေးထိုင်အောင်မင်းအဝေးရရှောင်း ခုကဒီဖေးတက်တောင့်တက်တာနဲ့အညောင်းပညာတွေထိုင်တာဇယနာလွတ်ပြထားတာတွေ့လို့ကောက်ပြီးတော့ဒီမှာရှိုင်းနေတာ ကောင်ပတ်လက်ကလေးထိုင်မှာပတ်လက်ကလေးဇင်ယူတဲ့အကျင့်မျိုးအကျင့်မလုံးစားမှနဲ့ကွာမင်းဒီဟောဒီပတ်လက်ကလေးထဲမှာထိုင်ပြီးပြီဆိုရင်စေးလေးကလေးမင်းညင်ကျင်တော့မင်းချစ်ကိုထမယူကျင်တော့ဘူးမင်းကအဲ့တော့မင်းအသက်60မကျော်မချင်းဟောဒီပတ်လက်ကလေးထိုင်မင်းကြားတကောင်လို့ကြောက်စမ်းကြောက်ပေါ့စီစားလိုက်အဖေကတော့အတုပါရှိကျွေးလို့စားပြီးပြီကြောက် အားရပါရဘလို့ဘလောင်စားနေတော့ငါတော့ဗိုက်စားနေပြီဟဲ့လားဟမ် ကျွန်တော်ကဘိုက်စာနေပြီဆိုပြီးညီးတတ်တဲ့လူသားမျိုးမဟုတ်တော့ဖေးရ ဟာအဲ့လိုမကြီးတတ်တဲ့စိတ်ကိုတော့ကြိုက်တယ်ကွာဘေးဟောစီစားလို့ကောင်းလား ဟုတ် ပေါ့စီစားရင်ပေါ့စီကပေးတဲ့သင်္ကန်းစာကိုယူထားရတယ်ဒီပေါ့စီလောက်တဲ့လူဟာသူလောက်တဲ့ပေါ့စီကိုပြီးရတယ်လောက်တဲ့လူညှိကြည့်ရဒီလိုပဲလူဆိုတာကိုလောက်ခဲ့တဲ့အလုပ်ကိုလုံနေတဲ့အလုပ်ကိုစမ်းစစ်ရသုံးသပ်ရအခုပေါ့စီလေးလုံးလိုက်လို့ပေါ့စီကတေးနေပြန်ကြည့်ရလူမှလည်းဝရိယအာနင်းနေဝါယမလေးစိုက်တယ်ဟမ်တန်စေးလုံးမေးတဲ့ကိုလှုပ်လိုက်တဲ့ပေါ့စီကဒါကနင်းကန်ကြည့်နိုင်ရင်လည်းတွက်ချီမကြိုက်ဘူးဟမ်ဝရိယလွန်ကြုံဖြစ်တဲ့အဲ့စကားကိုသတိထားအေကိုလှုပ်လိုက်တဲ့ပေါ့စီကအချိုးမကြဘူးဆိုလို့မြောင်းနေတာလှုပ်လိုက်လူမှလည်းအတုံးမကြတဲ့အတိညာဉ်ကြီးမကောင်းတဲ့စိတ်တွေရှိနေမြောင်းနေတော့ပေါ့စီဆိုတာအစာများများဌာပနာတွတ်နိုင်မှာကောင်းတာကွာလူဆိုတာလေဘာအလုပ်ပဲလုပ်လို့အတိညာဉ်ဆိုတာဌာပနာတွတ်ပြီးလို့အောင်ဟာလားမင်းပေါ့စီကိုစားရင်ပေါ့စီကပေးတဲ့သင်္ကန်းစာတတိထားနော် တေတော့သူကြရင်မေးဆိုပြီးမေးအမေကြီးရတော့တန်လေးတနေ့မှမေ့လို့မရပါဘူးသမီးရဲ့ အော်မေမေကြီးလည်းတနေ့တခါစောကြွေးပြီးကောင်းမှုကုသိုလ်ကြီးလုပ်ပေးနေရပဲမေမေကြီးသားလေးတည်းမေမေကြီးတာဝန်ကြည့်ပါတယ် အမေကြီးရတော့လေကိုတောင်းဝမကြည့်တဲ့အမေလိုပဲထင်နေမိတယ်သမီးပဲစဉ်းစားကြည့်လေတကယ်ဆိုသွားလေသူသားလေအတွေ့အုပ်ဘူးလေးဘာလေးလှုပ်ပေးတင်တာပေါ့အခုတော့ကိုကလည်းဒုက္ခိတတစ်ပိုက်ဖြစ်နေတော့စိတ်သွားတယ်ကိုမပါနိုင်ပါဘူးသမီးရဲ့ မေမေကြီးရဲ့စိတ်မကောင်းစရာတွေမတွေးနေပါနဲ့နော်မေမေကြီးနေကောင်းလေမေမေကြီးသွားချင်တဲ့နေရာတွေအကုန်လုံးသမီးကိုယ်တိုင်လိုက်ပို့ပေးမယ်သမီးမအမေမရှိတော့မေမေကြီးကိုအမေရဲ့ကြောက်လို့ပဲသမီးကသဘောထားတာမေမေကြီးစိတ်ချမ်းသာတာဟုတ်ပဲသမီးကမြင်ချင်တာသိလားဒီမှာလိုက်တာသမီးရဲ့မေမေကြီးကလည်းသမီးလေးကိုသမီးအရင်လိုပဲချစ်ပါတယ် လူတွေကဘာဖြစ်လို့မြေနဲ့ရောင်မှရွေးပြီးလှန်ဆိုင်ခြင်းရလဲပထမတော့ခုချစ်ချင်းမငါ့ကိုလှုပ်ခန့်လို့မျိုးနောက်တော့မေမေရအကြောင်းပြချက်လည်းမရှိပဲငါ့ကိုပြန်လှည့်လိုက်တယ်မဟုတ်မှလွယ်ရောတ
ဒီရောက်ရောက်ကငါ့ကိုတင်းချိုင်းကုန်းကောင်ဆိုပြီးတိုးထုံလောက်တာပဲဖြစ်တယ်တင်းချိုင်းကုန်းကောင်လည်းလူပဲကွာအရေးချင်းတယ် ဒီမိုက်တွေငါသားပါလားဟင်နင်ဘာဖြစ်လို့မွဲစေးပေါ်ကျင်ရတာလဲကွာ ကျွန်တော်ကဘာကိုမွဲသေးဖို့နေလို့လဲဘေးကြီး ဟမ် ဘေးကြီးကိုဒီတုတ်တန်နဲ့ဆွဲထုတ်သွားနေအောင်အလုပ်တကူအသေးအတန်လိုက်ရှာနေတာဗျ မင်းအပြင်မှာဘာဖြစ်လာဒီအခုကဒီပက်လက်ကလေးထိုင်ကြောင်ပြောမလို့ပက်လက်ကလေးထိုင်ဆိုတာလူတွေကိုပြင်းအောင်တီထွင်ထားတဲ့အရာယောက်ျားဆိုတာရဲရင်ရတယ်ဖြတ်လာတယ်နူးညံ့ပျော်ပြောင်းတဲ့နေရာမှာဘယ်တော့မှမအိပ်ရဘူးဒါလူတစ်လုံးသူတစ်လုံးဖြစ်ချင်တယ်ဆိုရင်ဒီပက်လက်ကလေးထိုင်အောင်မင်းအဝေးရရှောင်း အခုကဒီဘေးကြီးတက်တောင့်တက်တာနဲ့အညောင်းပညာတွေထိုင်တာဇယနာလွတ်ပြထားတာတွေ့လို့ကောက်ပြီးတော့ညီမရှိုင်းနေတာ အကောင်ပက်လက်ကလေးထိုင်မှာပက်လက်ကလေးဇင်ယူတဲ့အကျင့်မျိုးအကျင့်မလုံးစားမှနဲ့ကွာမင်းဒီဟောဒီပက်လက်ကလေးနဲ့မှာထိုင်ပြီးပြီဆိုရင်စေးလေးကလေးမင်းညင်နေတော့မင်းချစ်ကိုထမယူခြင်းတော့ဘူးမင်းကအဲ့တော့မင်းအသက်60မကျော်မချင်းဟောဒီပက်လက်ကလေးထိုင်မင်းကြားတကောင်လို့ကြောက်စမ်း ဒါကြီးတလောက်ကြောက်စရာကောင်းလို့ကျွန်တော်စမသိဘူးဖေးကြီး အခုသိပြီမဟုတ်လားအဲ့တော့ဒါကြီးကိုမင်းမုန်းတဲ့လူရှိရင်ချက်ချင်းသွားပေးလိုက်အဲ့ဒီလူကဒီပက်လက်ကထိုင်ရလို့ငွဲမကောက်ဘူးဆိုအဖေပြောချင်တာသာပြောတော့ဟေး ဟာအဲ့လိုပြီးတော့သူများကိုဒုက္ခမပေးချင်ပါဘူးဖေးကြီး ဟမ် လို့ရကြည့်ရတဲ့နေရာတွားလှုပ်ပလိုက်တာပဲကောင်းပါ သူများကိုဒုက္ခမပေးခြင်းနဲ့စိတ်ကိုတော့ပြီးကြိုက်တယ်။ဒါပေမဲ့သူများကမင်းကိုအချိန်မီဒုက္ခပေးနိုင်တယ်ဆိုတာအမြဲတမ်းသတိထားရတာ